ဆွေရွှေဆက်ပြာဘာကောင်းတာလဲတဲ့အခုပြပေးထားတဲ့ရွှေဆက်ပြာလေးပေါ့နော်ရွှေဆက်ပြာဘာကောင်းတာလဲဆိုလို့ရှိရင်မဆွေတို့ဒီအသားအရည်မှာရှိတယ်ပေါ့နော်အမဲဆက်တွေတင်းတိတ်တွေမှဲ့ကြောက်တွေဝက်ချက်တွေကိုတိတိတတ်တာပျောက်စေတာဖြစ်တယ်နောက်တစ်ခုကမဆွေတို့အရေးအကြောင်းဖြစ်တာတွေပေါ့နော်အသက်အရွယ်ကြောင့်ရောတချို့ဆိုလို့ရှိရင်အပြင်ပမှာအလုပ်လုပ်တဲ့အခါမှာဆိုလို့ရှိရင်ပြင်ပလာတဲ့ free radical တွေကြောင့်ပေါ့နော်နေလောင်တန်းနေကြောင့်ပြီးလို့ရှိရင်အိမ်မှာချက်တဲ့ပြုတ်တဲ့အငွေအသက်တွေကြောင့်စသဖြင့်ဒီလိုပေါ့မကောင်းတဲ့အညစ်အကြေးတွေကြောင့်မျက်နှာမှာပေါ့နော်ဒီအရေးအကြောင်းတွေဖြစ်ပေါ်ခြင်းတွေနောက်တစ်ခုကစားဝက်ချံတွေဝက်ချံဘူးကြီးတွေထွက်တာတွေလည်းပျောက်ကင်းစေနိုင်တယ်မျက်နှာကအသားရည်၆ကတ်တဲ့သူတွေပေါ့နော်အသားရည်ရမ်း၆တယ်အသားရည်ကညီညာမှုမရှိတဲ့သူတွေအတွက်လည်းဒီရွှေဆက်ပြားလေးကသုံးလို့အရင်ကမှတင့်တော်တယ်။ဘာတွေပါဝင်ဖွဲ့စည်းပေးထားတာလဲဆိုလို့ရှိရင်မဆိုလို့ဒီပြားရည်ရဲ့နောက်တစ်ခုကရွှေအောင်ပလဲရဲ့ရွှေသွင်းပြီးဖော်ဆက်ထုတ်လုပ်ပေးထားတာအပြင်เนาะဒါမဆိုလို့ဘေးထွက်ဆိုးကျိုးလုံးဝမကြည့်ပဲနဲ့ဗီတာမင်ဓာတ်တွေပါဝင်တာဖြစ်တဲ့အတွက်ကြောင့်မျက်နှာအတွက်လုံးဝစိတ်ချယုံကြည်စွာသုံးစွဲလို့ရပါတယ်။အဲ့တော့မမဆွေဆိုလို့ရှိရင်လည်းပဲငကုံလုံးကဆိုရင်မှဲ့ကြောက်တွေဝက်ချက်တွေတင်းတိတ်တွေအရန်ပေါ်တယ်အဓိကတော့အသက်အရွယ်တစ်ခုကြောင့်ပေါ့နော်အရေးကြောင်းတွေဒီက smile line တွေထားတယ်ဒီရွှေဆက်ပြားလေး3လိုက်ချိန်မှစပြီးအဲ့ဒီຢာတွေအားလုံးတော်တော်လေးကင်းစင်ပါပြုတ်လာဖြစ်ပါတယ်အဲ့တော့မဆွေလိုမျိုးပဲเนาะဒါအသက်အရွယ်ကြောင့်เนาะဒါဒီ smile line တွေထားတာအရေးကြောင်းတွေပေါ်တာအသားရည်မကောင်းတဲ့သူတွေအတွက်လည်းသုံးလို့ရသလိုအသက်16နှစ်ကနေစပြီးတော့ပေါ့နော်အသက်10နှစ်ကျော်အသက်20ကျော်ဒီနောက်ပိုင်းအမျိုးသမီးအမျိုးသားတိုင်းလူတိုင်းဒီရွှေဆက်ပြားလေးကသုံးလို့ရပါတယ်သုံးပုံသုံးနည်းလေးကတော့ဆက်ပြားတုံးလေးကိုရေလေးနဲ့နည်းနည်းဆွတ်မယ်ပြီးရင်ပုတ်လိုက်မယ်အဲ့တော့ဆက်ပြားတတုံးကနှစ်ပိုင်းပိုင်းလိုက်နော်တတုံးကိုတစ်ခါတည်းမသုံးနဲ့နှစ်ပိုင်းပိုင်းလိုက်ဆက်ပြားတတုံးဝယ်မယ်ဆိုလို့ရှိရင်နှစ်ပိုင်းပိုင်းလိုက်ပါပိုင်းပြီးသွားလို့ရှိရင်တစ်ပိုင်းကိုရေလေးနဲ့ဆွတ်ပါရေလေးနဲ့ဆွတ်ပြီးသွားလို့ရှိရင်အဲ့အတုံးလေးကိုဖယ်ထားလိုက်ပြီးတော့ရေလေးနည်းနည်းထပ်ထည့်ပြီးတော့ခုနကယူထားတဲ့ဆက်ပြားလေးနည်းနည်းအမြုံထွက်အောင်ပုတ်ပြီးသွားတော့မှဒါလေးမျက်နှာကိုတစ်ပါတန့်စင်စွာတစ်ပြီးသွားလို့ရှင်3မိနစ်သို့မဟုတ်5မိနစ်လောက်ခဏလောက်နှက်ထားပြီးတော့ကိုတိုက်ဆက်ပြားတိုက်ဆရာရှိတိုက်မယ်သွားတိုက်ဆရာရှိတိုက်မယ်ပေါ့နော်ကိုခေါင်းလျှော်ဆရာကြီးလျှော်မယ်အဲ့လိုမျိုးတွေကိုလုတ်ပြီးသွားတော့မှဒါလေးမျက်နှာကိုတစ်ပေးပါဒါမှမဟုတ်လို့ရှင်မျက်နှာတစ်သွားတိုက်ရေးချိုးနေတဲ့ကြီးတွန်းနေတဲ့အချိန်မှာသူ့ကိုခဏလေးလောက်3မိနစ်သို့မဟုတ်5မိနစ်လောက်နှက်ထားမယ်ဆိုရင်ရလက်ကောင်းထပ်ဆွေးနိုင်တာဖြစ်ပါတယ်အဲ့တော့ယောက်ျားလေးမိန်းကလေးလူတိုင်းသုံးလို့ရတာဖြစ်တယ်ဒီရွှေဆက်ပြားလေးရဆိုလို့ရှိရင်တကယ်ပဲမဲကြောက်ဝက်ချံတင်းတိတ်နဲ့အသားရည်မွဲချောက်ခြင်းပြဿနာမှန်သမျှအားလုံးကင်းစင်ပပျောက်စီလို့ပြောချင်ပါတယ်ရှင်ဆွဆွေပါလက်ရှိမလေးရှားမှာဖြစ်ပါတယ်အခုလိုမျိုးရွှေဆက်ပြားမျက်နှာသစ်ဆေးလေးတွေပဲဖြစ်တခြားသောအရာတွေပဲဖြစ်ဖြစ်ကိုပိုင် brand တစ်ခုအနေနဲ့ကိုယ်စလည်းလိုချင်တယ်ဆိုလို့ရှိရင်ကုမ္ပဏီဓာတ်ရိုက်စနစ်နဲ့ချပေးနေတာဖြစ်တဲ့ကြောင့်အားလုံးပဲယုံကြည်စိတ်ချစွာနဲ့လက်တွဲလို့ရပါတယ်ဆွဆွေပါအဲ့တော့ဒီလိုပစ္စည်းလေးတွေကိုကိုယ်တိုင်သုံးချင်လားရောင်းချင်လားကိုယ်ပိုင်စီးပွားရေးအနေနဲ့လုပ်ချင်လားအားလုံးဘယ်ပုံစံနဲ့ပဲလာဝင်ရောက်ပြီးလုပ်ကင်လို့ရတယ်ဆွဆွေပါလက်ရှိမလေးရှားမှာဖြစ်ပါတယ်ဇာတိကတော့ ARV တိုင်းပသိမ်ဖြစ်ပါတယ်ရှင်အားလုံးချစ်ပါတယ်